ကျောင်းခေါ်ချိန်မှာမိန်းကလေးဟာထိတ်လန့်သွားခဲ့တယ်။အတန်းထဲမှာကျောင်းသား29ယောက်ပဲရှိပေမဲ့သူမရေတွက်လိုက်တာ30ဖြစ်နေတာကိုရှာဖွေတွေ့ရှိသွားလို့ပါ။အတန်းကောင်းဆောင်ဟာနာကဆီယာမကိုအပြေးလွှားအတီးပြုမေးမြန်းရမှာဆီယာမကဒီနေ့တယောက်ခွင့်ယူထားတယ်လို့ထပ်တလဲလဲအတီးပြုပေးခဲ့ပါတယ်။ဒါကြောင့်စုစုပေါင်းကျောင်းသား29ယောက်ပဲရှိပါတယ်။ဒါနဲ့သူတို့တွေပြန်ရေတွက်ကြပြန်တယ်။ဒီတစ်ချိန်မှာတော့မိန်းကလေးဟာ30လို့အတန်ထွက်မပြောမိအောင်သူမဘာသာထိန်းလိုက်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီ30မြောက်လူဟာတရေတစီတကောင်ဖြစ်နေလို့ပါအဲ့ဒီမိန်းကလေးရဲ့နာမည်ကမိကိုပါဘယ်တော့ကစတင်ခဲ့မှန်းသူမမသိပေမဲ့ဝိညာဉ်တွေကိုမြင်နိုင်စွမ်းတဲ့အစွမ်းကိုရုတ်တရက်ရရှိခဲ့တာပါသူမရဲ့အစွမ်းကိုဖုံးကွယ်ထားဖို့အတွက်မိကိုဟာနာရဲ့ရေတွက်မှုကိုပဲသဘောတူဟန်ဆောင်ခဲ့ရပါတယ်မကြခင်မှာပဲကျောင်းဆင်းချိန်ရောက်လာပြီးမိကိုဟာအိမ်ပြန်ဖို့ဘတ်စကားပေါ်မှာထိုင်နေခဲ့ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမရဲ့ရှေ့ခုံမှာထိုင်နေတဲ့တရေတကောင်ကိုသူမမြင်လိုက်ရတယ်မိကိုဟာသူမမြင်နေရတာကိုချက်ချင်းလက်မခံနိုင်ပဲကြောက်လန့်တကြားနဲ့မျက်လုံးတွေပြူးသွားခဲ့ပါတယ်။ဒါကြောင့်သူမဟာလမ်းဘေးမှာတယောက်တည်းထိုင်ပြီးတရေတွေကိုဘလို့ကင်တွယ်ရမလဲဆိုတဲ့နီးလန်းတွေကိုရှာဖွေခဲ့ပါတယ်။ဗီဒီယိုဘလော့ဂါတယောက်ကဒါဟာကိစ္စကြီးမဟုတ်ဘူးလို့ယုံကြည်ပြီးတကယ်လို့မြင်ခဲ့ရင်တော့ပြင်းပြင်းထန်ထန်ဟောက်လိုက်ရုံနဲ့အဲ့ဒီတရေဟာကြောက်ပြီးပျောက်ကွယ်သွားလိမ့်မယ်လို့အကြံပြုထားပါတယ်။မိကိုဟာဒီဗီဒီယိုကိုစိုက်ကြည့်ပြီး2ခေါက်လောက်ကြည့်လိုက်ပါတယ်။ပြီးတော့အိမ်ပြန်ဖို့ထလာခဲ့တဲ့ဒါပေမဲ့လမ်းကြားတစ်ခုတည်းကိုသူမလျှောက်သွားချိန်မှာပဲတရေအသေးလေးတစ်ကောင်နဲ့ထိတ်တိုက်တိုးပါတော့တဲ့မိကိုဟာတည်ငြိမ်တရားဟန်ဆောင်ပြီးအဲ့ဒီနားကနေရှောင်ထွက်ခဲ့တယ်ဒါပေမဲ့ခေါင်းလဲကြည့်လိုက်တဲ့အခါအဲ့ဒီတရေအသေးလေးဟာသူမကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်ဒါကြောင့်မိကိုဟာအဲ့ဒီဘလော့ကပြောထားတဲ့နီလန်းကိုစမ်းကြည့်ဖို့ပြင်ဆင်လိုက်ပါတယ်မိကိုဟာအလွန်အမင်းကြောက်လန့်ပြီးချက်ချင်းထွက်ပြေးတဲ့အခါတရေအသေးလေးကသူမနောက်ကိုထက်ချက်မကွာလိုက်ပါလာပါတယ်ကံကောင်းတာကမိကိုရဲ့အိမ်ကအနီးနားမှာပဲရှိနေပြီးတရေသေးလေးကအိမ်ထဲအထိလိုက်လာဖို့မရပါဘူးမိကိုဟာတရေတွေအကြောင်းသုံးသပ်ထားတဲ့ဗီဒီယိုတွေကိုဆက်ကြည့်နေခဲ့ပါတယ်နောက်ထပ်ဘလော့ဂါတယောက်ကတော့တရေတွေကိုအော်ဟစ်တာဟာမှားယွင်းတဲ့အပြုအမူဖြစ်တယ်လို့ယုံကြည်နေတဲ့ဘာလို့လဲဆိုတော့အဲ့ဒါကတရေကိုပို့ပြီးစိတ်လှုပ်ရှားစေပြီးတင့်နောက်ကိုအိမ်ထိလိုက်လာစေနိုင်လို့ပါပဲတကယ်ပဲမိကိုမောကြည့်လိုက်တဲ့အခါတရေအသေးလေးဟာသူမအိမ်ထဲမှာရှိနေပြီး TV ကြည့်နေတာကိုတွေ့လိုက်ရပါတယ်ဘလော့ဂါကအကြံပြုထားတာကတော့တရေမြင်ရင်မမြင်ချင်းအောင်ဆောင်နေဖို့ပါပဲမိကိုဟာဒီဘလော့ဂါရဲ့နီလန်းကိုအသုံးပြုလိုက်ပြီးအဲ့ဒီတရေအသေးလေးကသူမကိုဘလို့ပဲခြောက်လန့်ပါစေသူမကမမြင်ချင်းအောင်ဆောင်နေခဲ့ပါတယ်နောက်တနေ့ကြောင်းသွားတဲ့လမ်းမှာမိကိုဟာအိမ်ကထွက်တာနဲ့လမ်းဘေးမှာစောင့်ကြောက်ထိုင်နေတဲ့တရေတကောင်ကိုမြင်လိုက်ရတယ်ဘေးကင်းကင်းနဲ့လွတ်မြောက်ဖို့အတွက်မိကိုဟာအခြားဘလော့ဂါရဲ့နီလန်းကိုပဲဆက်လက်ကျင့်သုံးခဲ့ပါတယ်သူမဟာနှက်ချက်တက်ပြီးပျော်စရာသချင်းတွေကိုနားထောင်ခဲ့တယ်ဘာမှမမြင်သလိုဟန်ဆောင်ပြီးခေါင်းငုံကတရေနာကနေတိတ်တဆိတ်ဖျက်လျှောက်သွားခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမိကိုဟာမျက်စိမှုန်နေတာကြောင့်အဖိုးအိုတယောက်ကိုတရေလိုမှားမြင်ခဲ့တာဖြစ်နေပါတယ်။သူမရဲ့စကားတွေကြောင့်အဖိုးအိုဟာအနှဲငယ်စိတ်ဆိုးသွားခဲ့တယ်။ဒါကိုမြင်တော့မိကိုဟာချက်ချင်းတောင်းပန်လိုက်ပြီးသူမရဲ့ပစ္စည်းတွေကိုကောက်ယူကာအမြန်ထွက်ခွာသွားပါတယ်။အလန့်တကြားဖြစ်ခဲ့တာပြီးသွားတဲ့နောက်မိကိုရဲ့စိတ်ကတဖြည်းဖြည်းပြန်ကောင်းလာပြီးကြောင်းတကားဝအထိပြေးသွားခဲ့ရမှာအတန်းကောင်းဆောင်ဟာနာနဲ့ဆုံခဲ့ပါတယ်။သူမဟာနှုတ်ဆက်ဖို့အပြုံးနဲ့အမြန်ရှိတိုးသွားခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမရဲ့အပြုံးဟာချက်ချင်းတောင့်တင်းသွားပြီးမျက်လုံးတွေထဲမှာထိတ်လန့်မှုတွေပြည့်သွားခဲ့တယ်။ဟာနာရဲ့ပခုံးပေါ်မှာတရေလက်တစ်ဖက်တင်နေတာကိုသူမမြင်လိုက်ရတာပါဘလို့ပဲဖြစ်ဖြစ်မိကိုဟာဘာမှမမြင်သလိုပဲဟန်ဆောင်နေရပြီးဟာနာကိုမနေ့ကဘယ်သွားလဲလို့မေးလိုက်တဲ့အခါဟာနာဟာနာရေးအိမ်မှာညဆောင်ပေးနေခဲ့တာကိုသိလိုက်ရတယ်။အဲ့ဒါကြောင့်တရေကသူမနောက်ကိုလိုက်လာတာပါနောက်ပိုင်းမှာမိကိုဟာဖုန်းကိုတိတ်တဆိတ်အမြန်စစ်ဆေးကြည့်ရမှာစားဖြန်းတာနဲ့ပတိပတ်တာတွေကတရေတွေကိုမောင်းထုတ်နိုင်တယ်ဆိုတာရှာတွေ့ခဲ့ပါတယ်ဒါကြောင့်နေ့လည်စားနေတော့ဟာနာသတိမထားမိတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးစားတစုံနဲ့သူမပေါ်ကိုပြစ်ပေါက်လိုက်တယ်ကံမကောင်းစွာနဲ့ပဲဒီနီလန်းကလုံးဝအလုံးမဖြစ်ခဲ့ပါဘူးကံကောင်းတာကနေ့လည်ပိုင်းမှာတော့တရေလက်ဟာရုတ်တရက်ပျောက်ကွယ်သွားပါတယ်အဲ့ဒီအချိန်မှာအတန်းကောင်းဆောင်တွေဟာယဉ်ကျေးမှုပွဲတော်အစီအစဉ်အတွက်မဲနိုင်ဖို့စုဝေးကြပြီးဖျော်ဖြေရေးအစီအစဉ်ကိုဆုံးဖြတ်ဖို့စင်ပေါ်ကိုတလက်စီတက်ပြီးမဲနိုင်ကြပါတယ်။ဟာနာမဲနိုင်ရမယ့်အလှည့်ရောက်တဲ့အခါသူမရဲ့ညာလက်ကအရင်ကစုကြီးတွေအများကြီးနိုင်ဖူးတာကြောင့်အကအစီအစဉ်ကိုကျင်းတေပေါက်ရလိမ့်မယ်လို့ယုံကြည်မှုအပြည့်နဲ့ပြောခဲ့ပါတယ်။ဒါပေမဲ့မိကိုရဲ့အာယုံဆိုင်မှုကတော့ရုတ်တရက်ပြန်ပေါ်လာတဲ့တရက်လက်စီကိုရောက်သွားပြီးမကောင်းတဲ့အတိတ်နမိတ်တစ်ခုကိုခန်းစားလိုက်ရပါတယ်တကယ်ပဲ။နောက်ဆုံးမှာမဲနိုင်တာမအောင်မြင်ခဲ့ပဲဟာနာရဲ့အကအစီအစဉ်ဟာပြတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာစင်ဘော်ကចောင်းသား2ယောက်ဟာဟာနာပကုံးပေါ်ကတရေလက်အကြောင်းဆွေးနွေးနေကြတယ်။သူတို့ဟာလည်းမိကိုလိုပဲဝိညာဉ်တွေကိုမြင်နိုင်တဲ့အစွမ်းရှိသူတွေဖြစ်နေကြတာပါ။ဒါတင်မကသေးပဲအနီးအနားမှာရှိနေတဲ့ပိုပြီးအန္တရာယ်ရှိတဲ့တရေတကောင်ကိုလည်းသူတို့သတိထားမိကြပါတယ်။မကြခင်မှာပဲမိကိုဟာလည်းအဲ့ဒီတရေရှိနေတာကိုသတိထားမိသွားပါတယ်။
ဒါပေမဲ့မျက်တောင်တစ်ခတ်အတွင်းမှာပဲတရေဟာဆီယာမအာရိုင်ရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီးသူမရဲ့ဘိုက်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေခဲ့ပါတယ်။မိကိုဟာသူမပိုက်နာနေတယ်လို့လိန်ပြောလိုက်ရပြီးဟာနာနဲ့ဆီယာမအာရိုင်တို့ကသူမကိုနေရာကနေအတူတူတွဲခေါ်သွားပေးခဲ့ပါတယ်။ဒီလုပ်ရက်ကိုစင်ဘော်ကចောင်းသား2ယောက်ကမြင်သွားပြီးမိကိုဟာသူတို့လိုပဲတရေမြင်နိုင်တယ်လို့ခံမှန်းလိုက်ကြပါတယ်။သူတို့ရဲ့တန်တရားကိုအတီးပြုဖို့ယူရီယာကမိကိုအရင်သွားရှာခဲ့တယ်။သူမကဓာတ်ပုံကလပ်အဖွဲ့ဝင်တယောက်လို့ပြောပြီးမိကိုနဲ့ဟာနာကိုဓာတ်ပုံရိုက်ခဲ့ပါတယ်။ယူရီယာကရိုက်ထားတဲ့ပုံကိုသူတို့ကိုပြတဲ့အခါမိကိုဟာပုံထဲကတရေလက်ကိုမြင်လိုက်ရတယ်။ဒါပေမဲ့သူမရဲ့အစွမ်းကိုမဖော်ပြချင်တာကြောင့်တီတီငိမ့်ငိမ့်နေပြီးမမြင်သလိုဟန်ဆောင်ခဲ့ပါတယ်။ယူရီယာကသူမရဲ့ခံမှန်းချက်မှားသွားပြီလို့ထင်ပြီးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အခြားကောင်လေးအာကီယိုကတော့လက်မလျှော့သေးပါဘူး။ဘာလို့လဲဆိုတော့မိကိုဟာသူတို့နဲ့အမျိုးအစားတူတဲ့သူလို့အခိုင်အမာယုံကြည်နေလို့ပါသူကသူမကိုပြောပြတာကတော့ဟိုးအရင်တုန်းကကျောင်းမှာဆိုးရတဲ့အဆောက်အဦပြိုကျမှုတစ်ခုဖြစ်ခဲ့ပြီးဆရာနဲ့ကျောင်းသားတည်ဆုံးသူ90အထိရှိခဲ့တယ်အဲ့ဒါကယဉ်ကျေးမှုပွဲတော်ကျင်းပတဲ့နေ့မှာပဲဖြစ်ခဲ့တာပါပွဲလာကြည့်တဲ့မိဘတွေတောင်ကန်ဆိုးစွာနဲ့ပါသွားခဲ့ကြတယ်အဲ့ဒီအချိန်ကစပြီးကျောင်းမှာတရေတွေအများကြီးပေါ်လာခဲ့တယ်ဒါပေမဲ့သူတို့ဟာငကိုကတာမန်လူတွေပါဒါကြောင့်တရေဖြစ်သွားရင်တောင်သူတို့ရဲ့စွမ်းအားကအလွန်အားနည်းပြီးဒီနေရာကနေထွက်မသွားနိုင်ကြတာပါဒါပေမဲ့နှစ်စဉ်ကျင်းပတဲ့ယဉ်ကျေးမှုပွဲတော်အတွင်းမှာတော့တရေတွေဟာပုံမှန်ထက်ပိုပြီးလှုပ်ရှားလာကြပါတယ်အကယ်၍သူတို့သာတရေအိမ်စီစဉ်ကိုကျင်းပခဲ့ရင်တရေတွေအားလုံးကိုစုစည်းစေပြီးပိုပြီးတက်ဝင်လှုပ်ရှားလာစေနိုင်ပါတယ်မိကိုဟာအာကီယိုကဘာကြောင့်ဒါတွေကိုပြောပြနေလဲဆိုတာနားမလည်ပေမဲ့သူ့မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာကိုတော့ခံစားမိပါတယ်ကျောင်းဆင်းပြီးနောက်မိကိုဟာနာကိုပေးဖို့ပတိတကုံးဝယ်ခဲ့တယ်မဲနိုင်ရမှာကံကောင်းစေတယ်လို့လိန်ပြောပြီးပေးလိုက်တာပါဟာနာကဘာမှမစင်စားပဲသူမရဲ့လက်ကောက်ဝတ်မှာဝတ်ဆင်လိုက်ပါတယ်ဒါပေမဲ့သူမကပတိကိုငေးကြည့်နေတော့မှပဲပတိကျိုးကရုတ်တရက်ပြတ်ထွက်သွားပြီးပတိစေးတွေမြေပြင်ပေါ်မှာပြန့်ကျဲသွားပါတယ်ဟာနာနဲ့ကပ်ပါလာတဲ့တရေကနှောက်ယှက်နေတာရှင်းနေပါတယ်ဟာနာပကုံးပေါ်ကလက်တစ်ဖက်တည်းတင်မကတော့ပဲအခုဆိုရင်လက်မောင်းတစ်ခုလုံးဖြစ်လာပါပြီဒါကိုမြင်တော့မိကိုဟာနာကိုနတ်စင်တစ်ခုစီခေါ်သွားပြီးဆူတောင်းခိုင်းခဲ့တယ်ဒီမှာဆူတောင်းရင်မဲနိုင်ဖို့ကံကောင်းလာလိမ့်မယ်လို့ဟာနာကိုလိန်ပြောခဲ့တာပါဟာနာကအဲ့ဒါကိုအမှန်လို့ယုံကြည်ပြီးအကျွေးစေးတစ်စေးပြစ်ထက်ကစိတ်ရင်းနဲ့ဆူတောင်းခဲ့ပါတယ်ဒါပေမဲ့မိကိုလှည့်ကြည့်လိုက်တဲ့အခါနတ်စင်တကားမှာဝိညာဉ်တစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒီလက်မောင်းကိုကြည့်ချင်းအပြင်ဟာနာနဲ့ကပ်ပါလာတဲ့ဝိညာဉ်ဖြစ်မှန်းသူမသိလိုက်ရတယ်ဒါဟာတရေကဟာနာစီကနေထွက်သွားပြီဆိုတာကိုအတည်ပြုလိုက်တာပါမိကိုရဲ့စိုးရိမ်နေတဲ့စိတ်ဟာနောက်ဆုံးတော့စိတ်အေးသွားရပါတယ်မကြခင်မှာပဲဆီယာမအာရိုင်ဟာကလေးမွေးတော့မှဖြစ်ပေမဲ့အာရိုင်ရဲ့ဘိုက်ပေါ်မှာလက်တွေအများကြီးတင်နေတာကိုတွေးလိုက်ရလို့မိကိုထိတ်လန့်သွားပါတယ်မိကိုဟာအရန်ကြောက်ပြီးဘာလို့ရမှန်းမသိဖြစ်နေခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအာကီယိုကသူမနောက်ကနေရောက်လာပြီးမစိုးရိမ်ဘူးပြောခဲ့တယ်ဘာလို့လဲဆိုတော့အာရိုင်နောက်ကိုလိုက်နေတာတွေကသူမရဲ့အဆောင်ရှောက်ဝိညာဉ်တွေဖြစ်လို့ပါနောက်တစ်နေ့မှာတော့ဟာနာကဖျော်ဖြေရေးအစီအစဉ်ကိုမဲနိုင်မရခဲ့တာကြောင့်သူတို့တွေပြန်ပြီးမဲပေးကြရပါတယ်။နောက်ဆုံးမှာတော့အားလုံးကတရေအိမ်စီစဉ်ကိုကျင်းပဖို့သဘောတူလိုက်ကြတယ်။အဲ့ဒီအချိန်မှာကျောင်းအုပ်ကြီးဝင်လာပြီးသတင်းကောင်းတစ်ခုပြောပြတယ်။ဆီယာမအာရိုင်ဟာတားယောက်ျားလေးတစ်ယောက်အောင်မြင်မွေးဖွားပြီးပြီဆိုတာပါအားလုံးလည်းဆီယာမအတွက်ဝမ်းသာခဲ့ကြပါတယ်။အဲ့ဒီနောက်ကျောင်းအုပ်ကြီးကအစားထိုးဆရာအသစ်စင်နဲ့မိတ်ဆက်ပေးပါတယ်။ကျောင်းသူတွေကတော့အခုလိုငယ်ရွယ်ချုံမောတဲ့ဆရာကိုမြင်ရလို့အရန်စိတ်လှုပ်ရှားနေကြပါတယ်။ဒါပေမဲ့မိကိုတယောက်တည်းပဲအရန်စိတ်လှုပ်ရှားပြီးပြာရခတ်နေခဲ့တယ်။အဲ့ဒါကတော့ဆရာစင်ရဲ့နောက်မှာမင်းမောင်နေတဲ့တရေတကောင်လိုက်နေလို့ပါမကြခင်မှာပဲဟာနာနဲ့မိကိုတို့ဟာအားလုံးကိုဥဆောင်ပြီးတရေအိမ်ကိုပြင်ဆင်ကြတယ်။ကျောင်းကတရေတွေကလည်းတကောင်ပြီးတကောင်လာရောက်ပူးပေါင်းကြပါတယ်။ဒါဟာမိကိုအတွက်ပထမဆုံးအကြိမ်တရေတွေအများကြီးကိုမြင်ဘူးတာဖြစ်လို့သူမစိတ်ထဲမှာအရန်ကိုကြောက်စရာကောင်းနေခဲ့ပါတယ်။ဒါပေမဲ့အတန်းဖော်တွေထူးထူးခြားခြားဖြစ်နေတာကိုသတိမထားမိစေဖို့သူမတည်ငြိမ်အောင်အတင်းကြိုးစားနေခဲ့ရပါတယ်။အတန်းချိန်ရောက်တဲ့အခါဇင်ကဟာနာနာမည်ကိုခေါ်လိုက်ရမှာအတန်းထဲကမိန်းကလေးတွေအားလုံးကမနာလိုဖြစ်သွားကြပါတယ်။ဒါကြောင့်သူတို့တွေကဆရာစင်ကိုသူတို့နာမည်တွေလည်းမှတ်မိပေးဖို့ဝိုင်းပြီးအော်ဟစ်တောင်းဆိုကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိကိုကတရေရဲ့အကြည့်ဟာနာစီမှာပဲဆူဆူဆိုက်ဆိုက်ရှိနေတာကိုသတိထားမိလိုက်တယ်။အဲ့ဒီတရေကလည်းမနာလိုဖြစ်နေပုံရပါတယ်။ဟာနာဟာရုတ်တရက်အရန်ပိုက်စာလာပြီးတကိုယ်လုံးအားရင်ကုန်ခန်းလာခဲ့တဲ့အဲ့ဒါကတရေကဟာနာရဲ့အားရင်တွေကိုစုပ်ယူပြီးလက်စားချနေတာရှင်းနေပါတယ်အချိန်ကြာလာတာနဲ့အမျှဟာနာဟာပိုပြီးနွမ်းနယ်ပင်ပန်းလာပါတယ်အဖွဲလိုက်တပ်ပုံရိုက်ချိန်မှာမိကိုဟာနာခန္ဓာကိုတဝက်လောက်ကိုတရေကကျူးကျော်ဝင်ရောက်နေပြီဆိုတာကိုတွေးလိုက်ရပါတယ်ဒါပေမဲ့မိကိုကတော့ဟာနာဓာတွေကိုလက်မခံနိုင်မှဆိုလို့အမှန်တိုင်းမပြောရဲသေးပါဘူးမိကိုဟာနာရဲ့နွမ်းနယ်နေတဲ့ပုံစံကိုကြည့်ပြီးအယံစိုးရိမ်နေခဲ့ပါတယ်
ဒါကြောင့်သူမဟာနာကိုနတ်စင်စီခေါ်သွားပြီးနောက်တစ်ကြိမ်ဆူတောင်းခိုင်းပါတယ်ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့မျှော်လင့်ထားသလိုကံကောင်းမလာခဲ့ပဲနတ်စင်ရဲ့အကာအကွယ်ကနာအတွက်အလုံးမဖြစ်တော့ပါဘူးပိုဆိုးတာကနာရဲ့စိတ်ဓာတ်ဟာရုတ်တရက်တီးမခံနိုင်လောက်အောင်ဒေါသကြီးလာပါတယ်သူမဟာမိကိုနဲ့မပူးပေါင်းတော့တဲ့အပြင်သူမကိုမြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်တွန်းလှဲခဲ့ပြီးနောက်ကိုယ်တော်လှည့်မကြည့်ပဲထွက်သွားပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါမိကိုဟာကတင်ပေါ်မှာဘာလို့ရမှန်းမသိပဲလဲလျောင်းနေခဲ့တယ်နာကိုဒီဘေးဒုက္ခကနေဘလို့ကယ်တင်ရမလဲဆိုတာလုံးဝမသိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲတရေအသေးလေးရဲ့ပုံရိပ်ကသူမရဲ့မျက်စိရှိကိုရုတ်တရက်ရောက်လာပါတယ်မိကိုဟာချက်ချင်းတောက်တင်သွားပြီးဖုန်းကိုအမြန်ထုတ်ကအလုရှုပ်နေတယ်လို့ဟန်ဆောင်ခဲ့ပေမဲ့သူမရဲ့လက်ချောင်းတွေကတုံရင်နေပြီးမျက်ရည်တွေလည်းထိမ့်မရအောင်စီးကျလာပါတယ်နောက်တနေ့မနက်စောစောမှာနာပိုက်စာနေတာကိုသိတာကြောင့်မိကိုဟာအစားအစာတွေအများကြီးပြင်ဆင်ခဲ့ပါတယ်သူမရဲ့အဖေကအနံ့ရလို့ထွက်လာပေမဲ့မိကိုကတော့သူ့ကိုအာယုံစိုက်နိုင်တဲ့အခြေအနေမှာမရှိပါဘူး။ကျောင်းရောက်တဲ့အခါမိကိုကစောင့်နေပေမဲ့နာကိုမတွေ့ရပါဘူး။ဇင်ကတော့နာနေမကောင်းလို့အိမ်မှာခဏနာဖို့ခွင့်ယူထားတယ်လို့ပြောပါတယ်စိတ်မအေးနိုင်တာကြောင့်မိကိုဟာနာအမေစီဖုန်းဆက်မေးရမှာနာအခြေအနေကအလွန်ဆိုးရိမ်ရတယ်ဆိုတာသိလိုက်ရပါတယ်မိကိုဟာအဲ့ဒါတရေနဲ့ပတ်သက်နေတာတေချာတယ်လို့နားလည်သွားပါတယ်ဒါကြောင့်သူမဟာဝိညာဉ်နဲ့ထုတ်တာကျွမ်းကျင်တဲ့ယူရီးယားကိုအကူအညီတောင်းခဲ့ပြီးသူမမှာဝိညာဉ်မြင်နိုင်စွမ်းရှိတယ်ဆိုတာကိုလည်းဝန်ခံလိုက်ပါတယ်။ယူရီးယားကပြောတာကတော့နာဟာဝိညာဉ်တွေကိုဆွဲဆောင်နိုင်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတယ်။ညဘက်မှာပိုးကောင်တွေကိုဆွဲဆောင်တဲ့လမ်းပေးမိတိုင်လိုမျိုးပါပဲ။ပြီးတော့သူမရဲ့ခန္ဓာကိုယ်ထဲမှာထူးထူးခြားခြားပြင်းထန်တဲ့ဇီဝစွမ်းအင်တွေရှိနေပါတယ်။အဲ့ဒီစွမ်းအင်ဟာဝိညာဉ်တွေအကြိုက်ဆုံးအရာပါပဲ။ပိုပြီးအရေးကြီးတာကနာအစာများများစားလေလေဒီဇီဝစွမ်းအင်တွေကပိုအားကောင်းလာလေလေဖြစ်ပြီးဒါကတရေတွေကိုသူမရဲ့အိမ်တကားဝအထိဆွဲဆောင်ဖို့ပိုလွယ်ကူစေပါတယ်။နောက်ပိုင်းမှာမိကိုဟာယူရီးယားနဲ့အာကီယိုတို့ကိုခေါ်ပြီးဆရာဇင်ကိုအဝေးကနေစောင့်ကြည့်ခဲ့ကြပါတယ်။အာကီယိုကပြောတာကတော့ဇင်နောက်ကကတ်နေတဲ့တရေရဲ့အစွမ်းကိုရှော့တွက်လို့မရဘူးဆိုတာပါပဲ။ယူရီးယားကဘေးမှာရက်ပြီးမျက်လုံးမိတ်ကအာယုံစိုက်ပြီးခဏလောက်ဆန်းစစ်ကြည့်ပါတယ်။အဲ့ဒီအရာဟာတရေတစ်စီမဟုတ်ပဲအရှင်ဝိညာဉ် living spirit တစ်ခုဖြစ်နေတာကိုတွေးလိုက်ရတယ်။အဲ့ဒါကဇင်ရဲ့စွန့်ပစ်ခြင်းသို့မဟုတ်ပြစ်ပယ်ခြင်းကိုခံခဲ့ရတဲ့အမျိုးသမီးတစ်ယောက်စီကနေပြောင်းလဲလာတာပါတနေ့ထက်တနေ့စုပုံလာတဲ့မနာလိုစိတ်တွေကြောင့်ပါအဲ့ဒါကနောက်ဆုံးမှာအရှင်ဝိညာဉ်အဖြစ်ပြောင်းလဲသွားပြီးဇင်ရဲ့ဘေးမှာထာဝရနေနိုင်အောင်လုပ်ပေးတာပါအခြားအမျိုးသမီးတစ်ယောက်ယောက်သာဇင်နဲ့နီးစပ်လာရင်အဲ့ဒီအရှင်ဝိညာဉ်စီကနေလက်စားချေတာကိုခံရပါလိမ့်မယ်ယူရီးယားဟာအရှင်ဝိညာဉ်ကိုမူလနေရာစီပြန်ပို့နိုင်တဲ့လက်ဖွဲ့တစ်ခုကိုထုတ်လိုက်ပြီးဇင်ရဲ့ကိုယ်ပေါ်ကိုတိတ်တဆိတ်ပြောင်းရွှေ့ပေးဖို့မိကိုညွှန်ကြားလိုက်ပါတယ်ချက်ချင်းပဲယူရီးယားဟာလက်ဟန်ချေဟန်လုပ်ပြီးဂါထာမန္တန်တွေကိုရွတ်ဖတ်ပါတော့တယ်ဒါပေမဲ့အဲ့ဒီလောက်အထိစူးစမ်းခဲ့ပေမဲ့အရှင်ဝိညာဉ်ဟာဘာတော့ပြန်မှုမှမရှိပဲဇင်ရဲ့နောက်မှာပဲဆက်ပြီးတွေ့ကပ်နေခဲ့ပါတယ်ညနေပိုင်းမှာမိကိုဟာနာအမေစီဖုန်းဆက်ပြီးသူမရဲ့အခြေအနေကိုထပ်မေးရမှာနာဟာသတိမေ့မျောနေစေဖြစ်လို့အဖြေကအကောင်းမြင်စရာမရှိသေးပါဘူးဆီယာမအာရိုင်ဟာအဲ့ဒီအချိန်မှာနာနဲ့ဆေးရုံတစ်ခုထဲမှာရှိနေတာဖြစ်ပြီးအခြေအနေကိုသိတာနဲ့သူမစီကိုအပြေးလွှားသွားကြည့်ခဲ့ပါတယ်။မိကိုဟာဆီယာမအာရိုင်ကိုအရာအလုံးပြောပြခဲ့ပါတယ်။စကားပြောပြီးတဲ့နောက်မှာတော့အာရိုင်နဲ့ဇင်တို့ဟာငယ်စဉ်ကတည်းကကစားဖို့ကစားဖက်တွေဖြစ်ခဲ့တာကိုသိလိုက်ရတယ်။သူမကဇင်ရဲ့အမေဟာသူ့အပေါ်မှာအမြဲတမ်းအယမ်းတင်းကျပ်ခဲ့တယ်။အကဖြောပြေးပွဲကြည့်တာကိုတောင်ခွင့်မပြုခဲ့ပဲသူ့အဖေလိုလူမျိုးမဖြစ်စေဖို့ဇင်ကိုခဏခဏသတိပေးခဲ့တယ်လို့ပြောပြပါတယ်။အာကီယိုဟာနောက်ဆုံးမှာဇင်နောက်ကလိုက်နေတဲ့အရှင်ဝိညာဉ်ဟာသူ့အမေဖြစ်မှန်းသိသွားပါတယ်။ဒါပေမဲ့အာရိုင်မှာအမေကုန်းတစ်ခုရှိနေတဲ့အကယ်၍ဇင်ရဲ့အမေသာဆိုရင်အရှင်ဝိညာဉ် living spirit မဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့သူ့အမေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတည်ဆုံသွားခဲ့လို့ပါ။ဒါကိုကြားတော့အာကီယိုဟာရုတ်တရက်သဘောပေါက်သွားပါတယ်။ဇင်ရဲ့အမေဟာသူမအသက်ရှင်စဉ်ကတည်းကအရန်ကိုထိမ့်ချုပ်လို့စိတ်ပြင်းထန်တဲ့သူပါတည်ပြီးတာတော့မှသူမဟာသူ့ကိုထားမသွားနိုင်ပဲဇင်ရဲ့အနားမှာပဲနေဖို့ဆုံးဖြတ်ခဲ့တာပါ။အဲ့ဒါကြောင့်သူမဟာနာရဲ့အားရင်တွေကိုစုပ်ယူပြီးသူမရဲ့တည်ရှိမှုကိုခိုင်မာအောင်လုပ်နေတာပါအခုဆိုရင်နာရဲ့ပြဿနာကိုဖြေရှင်းခြင်းရင်တခုတည်းသောနီလန်းကတော့အဲ့ဒီဝိညာဉ်ကိုဇင်ရဲ့စီကနေလုံးဝခွာထုတ်ပစ်ဖို့ပဲဖြစ်ပါတယ်ယူရီးယားကအမြန်လှုပ်ဆောင်မှုစူးစမ်းပေမဲ့အာကီယိုကတားဆီးခဲ့ပါတယ်သူကပြောတာကတော့ဇင်ရဲ့အမေဝိညာဉ်ဟာတာမန်ရှင်ဝိညာဉ်တွေနဲ့လုံးဝမတူဘူးအဲ့ဒါကိုရက်တက်မှုနတ်ဖျားတွေရဲ့စွမ်းအားအနည်းဆုံးလိုအပ်လိမ့်မယ်ဆိုတာပါပဲမိကိုကအရင်ကနာကိုကူညီဖို့စူးစမ်းတော့ကနတ်စင်ကိုသွားပြီးနတ်ဖျားရီစီမှာဆူတောင်းခဲ့ဘူးကြောင်းပြောပြပါတယ်ပထမအကြိမ်နှင်ထုတ်တာကတော်တော်လေးထိရောက်ခဲ့ပေမဲ့ဒုတိယအကြိမ်မှာတော့ဘာအကျိုးသက်ရောက်မှုမှမရှိခဲ့ပါဘူးဒါကိုနားလည်သွားပြီးတဲ့နောက်အာကီယိုဟာသွားတဲ့အချိန်နှစ်ခုမတူတာကိုတွေးလိုက်ရတယ်ပထမအကြိမ်ကနေဘက်ဖြစ်ပြီးဒုတိယအကြိမ်ကတော့ညဘက်ဖြစ်နေတာပါအာကီယိုကနေဝင်သွားလို့အလုံးမဖြစ်တာဖြစ်နိုင်တယ်လို့ခန့်မှန်းလိုက်ပါတယ်အခုလဲနေဝင်တော့မှဖြစ်လို့သူတို့တွေစင်ကိုနတ်စင်စီအမြန်ဆုံးခေါ်သွားနိုင်မဲ့နီလန်းကိုစဉ်းစားရပါမယ်
ဒါကြောင့်မိကိုကအစီအစဉ်တစ်ခုစဉ်းစားလိုက်ပါတယ်သူမဟာတရဲ့အိမ်ကအလှဆင်ပစ္စည်းတွေကိုတမင်တကာဖျက်ဆီးလိုက်ပြီးဇင်ကိုသွားရှာကပစ္စည်းတွေပြန်ဝယ်ဖို့လိုအပ်တယ်လို့လိန်ပြောပြီးဇင်ကသူမကိုကားမောင်းပို့ပေးဖို့မျှော်လင့်ခဲ့ပါတယ်တစ်ဖက်မှာတော့အာရိုင်ဟာစေယုံခန်းထဲမှာတယောက်တည်းထိုင်ရင်းငယ်စဉ်ကဇင်ရဲ့အမေမျက်နှာမှာမြင်ခဲ့ရတဲ့အမူအရာကိုပြန်သတိရနေခဲ့တယ်အဲ့ဒါကအရန်ကိုကြောက်စရာကောင်းလွန်းလို့ဒီနေ့အထိသူမမေးလို့မရသေးပါဘူးဇင်ရဲ့အဖေစွန့်ပစ်သွားတာကြောင့်သူမဟာစိတ်ပိုင်းဆိုင်ရာပြိုလဲခဲ့ရပြီးဇင်ကိုသူမရဲ့တခုတည်းသောစိတ်ပိုင်းဆိုင်ရာအကူရအဖြစ်သတ်မှတ်ခဲ့တာပါအခြားတစ်ဖက်မှာတော့မိကိုဟာဇင်ကိုနတ်ဆင်စီသွားဖို့ချော့မော့ပြီးလိန်ခေါ်ခဲ့ပေမဲ့ဇင်ရဲ့အမေကနှောက်ယှက်နေပါတယ်အရေးကြီးတဲ့အချိန်မှာပဲယူရီယာရောက်လာပါတယ်သူမကအပြေးလွှားရောက်လာပြီးဇင်ကိုနတ်ဆင်တကားထဲရောက်အောင်တိုက်ရိုက်တွန်းပို့လိုက်ပါတယ်ဒီလိုတွန်းလိုက်တာကဇင်ကိုသူ့အမေရဲ့ဝိညာဉ်စီကနေအောင်မြင်ခွဲထုတ်ပေးလိုက်တာပါပဲယူရီယာကမိကိုဇင်ကိုခေါ်ပြီးအရင်ထွက်သွားဖို့ပြောခဲ့ပြီးသူမကတော့ဝိညာဉ်ကိုကင်တွယ်ဖို့တယောက်တည်းကြံရစ်ခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲနောက်တစ်စက္ကန့်မှာပဲသူမဟာဝိညာဉ်ရဲ့တွန်းထုတ်မှုကိုခံရပြီးမြေပေါ်ထဲကျသွားပါတယ်မိကိုဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲဇင်ရဲ့အမေဟာခက်ခဲရှောက်လန်းပြီးနတ်စင်တကားထဲကိုဝင်သွားပါတယ်နတ်ဖျားတွေရဲ့တန့်စင်မှုကိုခံရမယ်ဆိုရင်တော့သူမကတော့ဇင်ရဲ့ဘေးမှာပဲနေချင်နေပါသေးတယ်နောက်တစ်စက္ကန့်မှာတော့ဇင်ရဲ့အမေဝိညာဉ်ဟာနတ်ဖျားတွေကြောင့်ပျောက်ကွယ်သွားပြီးနောက်ဆုံးမှာတော့ဇင်ရဲ့ရှေ့မှာလူသားပုံစံနဲ့ပေါ်လာပါတယ်ဒါပေမဲ့သူမရဲ့ထိန်းချုပ်လိုစိတ်ကတော့အရန်ကိုပြင်းထန်လွန်းလာပါတယ်တရေဖြစ်သွားတာတော့မပြောင်းလဲပဲဇင်ကိုအမြဲတမ်းဆုံးမနေခဲ့တာပါ